မင်းသမီးတွေထက်ချောမောလှပပေမဲ့အကြောင်းရင်းတစ်ခုကြောင့်မင်းသမီးမလုပ်တဲ့နေတိုးရဲ့ညီမအစုမုံအောင်အခုတလောလူမှုကွန်ရက်မှာလူပြောများနေရကတော့နေတိုးရဲ့တူရီတော်ညီမလေးစုမုံအောင်ရဲ့ချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်စုမုံအောင်ရဲ့ရုပ်ရည်ကိုကြည့်လိုက်ရင်နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ဖို့အတွက်အပြည့်အဝအပြည့်စုံနေတဲ့မျက်နှာပိုင်ရှင်လေးပါဒါပေမဲ့အကိုဖြစ်သူမင်းသားကြီးနေတိုးနဲ့ကွယ်လွန်သူအကိုဖြစ်သူမင်းသွေးတို့စီမှာရှိတဲ့အနုပညာဗီဇမျိုးရိုးတွေရှိနေပါလျက်နဲ့သူမကတော့အနုပညာလောကတွေကိုဝင်ရောက်ဖို့ဝါသနာမပါခဲ့ပါဘူးသူမရဲ့အဓိကအကြောင်းရင်းကတော့အယောင်အသွေးစုံနဲ့အနုပညာလောကချက်အေးချမ်းတဲ့ဘဝလေးကိုသာပို့ပြီးတော့နှိမ့်သက်မြတ်နိုးတာကြောင့်ဖြစ်တယ်လို့သိရပါတယ်မောင်နှမ၃ယောက်စလုံးရုပ်ချင်းမတူကြပေမဲ့စုမအောင်ရဲ့တည်တည်ငြိမ်ငြိမ်နဲ့ချစ်စရာကောင်းတဲ့အလှတရားကပရိသတ်တွေကိုအထူးဆွဲဆောင်ထားနိုင်ခဲ့တာပါအကိုဖြစ်သူနေတိုးကလည်းညီမလေးကိုအမြဲကယူတစိုက်ရှိပြီးတော့မောင်နှမမြတ်တာတွေနဲ့စောင့်ရှောက်ထားတာကိုမြင်ရတာကတကယ်ကိုကြည်နူးစရာပါပရိသတ်ကြီးတို့အနေနဲ့ရောမင်းသမီးတွေထက်ချောမောလှပပေမဲ့အေးချမ်းတဲ့ဘဝကိုရွေးချယ်သွားတယ်။နေတိုးရဲ့ညီမလေးစုမအောင်ရဲ့ရွေးချယ်မှုအပေါ်မှာဘယ်လိုများမြင်မိကြပါသလဲ။အကိုရီလိုအနုပညာလောကမှာမတွေ့ရတဲ့အတွက်နှမျောမိကြလား။ဒါမှမဟုတ်သူမရဲ့အေးချမ်းတဲ့ရွေးချယ်မှုကိုအားပေးကြမလားဆိုတာမှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်။သူမတူတဲ့အလှတရားနဲ့မြန်မာနိုင်ငံအတွက်ပထမဆုံးနိုင်ငံတကာသရဖူယူလာခဲ့တဲ့အလှမယ်စိုးမြင့်စုလင်ဗီယက်နမ်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ Miss Multicultural World 2026 ပြိုင်ပွဲကြီးမှာမြန်မာအလှမယ်လေးစိုးမြင့်စုလင်ကနိုင်ငံတကာပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးတော့သရဖူစုကြီးကိုထိုက်တန်စွာနဲ့ဆုခွင့်ရရှိခဲ့တာပါမြန်မာနိုင်ငံအတွက်နိုင်ငံတကာအလှမယ်သရဖူကိုပထမဆုံးယူဆောင်ပေးနိုင်ခဲ့တဲ့သူမရဲ့အလှတရားနဲ့အရှိန်အဝါကတခြားသောနိုင်ငံတကာအလှမယ်တွေထက်ကိုပုံမထင်ရှားပေါ်လွင်နေခဲ့တာပါဒါအပြင်အင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်စွမ်းရှိတာကသူမကိုပို့ပြီးတော့တောက်ပသွားစေပါတယ်။အားလုံးသိတဲ့အတိုင်းပဲမြန်မာအလှမယ်တွေနိုင်ငံတကာပြိုင်ပွဲတွေကိုတွားရောက်ရှင်ပြိုင်ကြရမှာနီနီလင်းအိမ်တဲဆုငိမ့်တို့လိုနာမည်ကြီးအလှမယ်တွေတောင်အဓိကတရဖူစုကြီးနဲ့လွဲချော်ခဲ့ရပါတယ်။ဒါပေမဲ့အခုခါမှာတော့အလှမယ်ဆိုးမြင့်စုလင်ကဗီယက်နမ်ပြည်မှာမြန်မာနိုင်ငံရဲ့နာမည်ကိုဂုဏ်ယူဝင်ကြွားစွာနဲ့နိုင်ငံတကာတရဖူစုကြီးကိုအရယူပြလိုက်နိုင်ပါပြီ။တကယ်ကိုသမိုင်းဝင်မဲ့အခိုက်အတန့်လေးမလို့အားလုံးပဲဝမ်းသာဂုဏ်ယူနေကြမယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးကရောနိုင်ငံတကာတရဖူကိုအရယူပြီးတော့ Miss Multicultural World ဆုရှင်ဖြစ်လာခဲ့တဲ့အလှမယ်စိုးမြင့်စုလင်ရဲ့အောင်မြင်မှုပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးရှင်။